အစားအသောက်နှင့်အလုပ်လုပ်သူများသည်ကျန်းမာရေးကိုဂရုစိုက်ပြီးကျန်းမာသန့်ရှင်းသောပတ်ဝန်းကျင်ကိုထိန်းသိမ်းထားရမည်။ဟင်းချက်လုပ်သားများသည်မိနို့၏ကျန်းမာရေးကိုဂရုစိုက်ရမည်။အစာအဆိပ်သင့်ခြင်းသည်အစားအစာကိုညစ်ညမ်းစေနိုင်သောကြောင့်နေ့စဉ်ကျန်းမာရေးစစ်ဆေးမှုများအပြင်ပုံမှန်ဝမ်းစစ်ဆေးမှုနှင့်ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်ရပါမည်။အလုပ်သို့နေ့စဉ်လာရောက်သည့်အခါတကိုယ်ရည်သန့်ရှင်းရေးစစ်ဆေးမှုစာရင်းကိုဖြည့်စွက်ပါ။သင့်အပူချိန်ကိုယူဆောင်သွားမည်ဖြစ်ပြီးစစ်ဆေးရေးပစ္စည်းများနှင့်ပတ်သက်၍ပြဿနာတစ်စုံတစ်ရာရှိပါကနင်းတို့အားအခဖြင့်အမှတ်အသားပြုပါကျေးဇူးပြု၍တံပြန်ရေးယူမှုများကိုထည့်သွင်းပါအားလျက်များတွင်ထောင်းဖြက်မြင်းကိုဆွဲပါအမှားလုပ်ပါကမြင်းကိုဖျက်၍မြင်းနှစ်ကြောင်းဆွဲပြီးပြင်ပါအမှားပြင်အရေးစသည်တို့ကိုမသုံးပါနှင့်ဝမ်းလျှောခြင်းအော့အန်ခြင်းသို့မဟုတ်ဖျားခြင်းတို့ခံစားရပါကအလုပ်သို့မလာသင့်ပါဆေးကုသမှုချက်ချင်းခံယူပြီးလိုအပ်ပါကအချိန်ယူပါသင့်မိသားစုဝင်များအပါအဝင်မည်သူမဆိုနေထိုင်မကောင်းဖြစ်လျင်ဝမ်းလျှောခြင်းအော့အန်ခြင်းဖျားခြင်းဝမ်းပိုက်နာခြင်းရှိပါကတာဝန်ခံထံအကြောင်းကြားပါမိသားစုဝင်တဦးဦးသည်နိုရိုဗိုင်းရပ်စ်သို့မဟုတ်အခြားရောဂါများကူးစက်ခံရပါကသင်သည်လည်းကူးစက်ခံရနိုင်သည်သို့မဟုတ်ရောဂါလက္ခဏာမပြသောသယ်ဆောင်သူဖြစ်နိုင်သောကြောင့်နိုရိုဗိုင်းရပ်စ်ပိုးရှိမရှိအမြန်ဆုံးစစ်ဆေးကြည့်ပါနိုရိုဗိုင်းရပ်စ်ပြန့်ပွားနေပါကသေချာစွာချက်ပြုတ်ထားသောအစားအစာများကိုစားသုံးခြင်းကဲ့သို့သောရောဂါပိုးမွှားများကိုကာကွယ်ရန်သတိပြုပါတင့်လက်ကိုသေချာဆေးကြောပြီးတင့်လုပ်ငန်းခွင်သို့မဟုတ်အစားအသောက်များကိုညစ်ညမ်းစေသောအရင်းအမြစ်ဖြစ်လာခြင်းမှရှောင်ကျဉ်ပါတင့်တွင်ပြက်ရှဒဏ်ရာများသို့မဟုတ်ကြမ်းတမ်းသောလက်များရှိပါကအစားအစာနှင့်တိုက်ရိုက်ထိတွေ့မှုရှိသောအစားအသောက်ပြင်ဆင်ခြင်းလုပ်ငန်းကိုမလုပ်ဆောင်သင့်ပါချက်ပြုတ်ရမည်ဆိုပါကဒဏ်ရာကိုတိတ်ဖြင့်တင်းတင်းကြပ်ကြပ်အုပ်ပြီးလက်အိတ်နှစ်ထပ်နေထရီယိုလက်အိတ်များနှင့်ဖောင်းကြွနေသောလက်အိတ်များကိုဝတ်ဆင်ပါဝမ်းစစ်တမ်းကိုတစ်လတစ်ကြိမ်မေလမှအောက်တိုဘာလအထိတစ်လလျင်နှစ်ကြိမ်ပြုလုပ်ပြီးတစ်နှစ်လျင်တစ်ကြိမ်ကျန်းမာရေးစစ်ဆေးပါသည်မစင်စစ်ဆေးမှုရလဒ်များအပေါင်းလက္ခဏာပြပါကကျွန်ုပ်တို့သည်မြင်းကိုတဦးချင်းနှင့်လုပ်ငန်းခွင်မန်နေဂျာထံတိုင်ကြားပါမည်စစ်ဆေးမှုရလဒ်အစီရင်ခံစာနှင့်အတူဆေးဘက်ဆိုင်ရာအဖွဲ့အစည်းသို့တွားရောက်ပါအိမ်မှာစောင့်နေခိုင်းလိမ့်မယ်ပြန်လည်စစ်ဆေးမှုသည်အနုလက္ခဏာပြပါကအလုပ်ပြန်လုပ်နိုင်မည်ဖြစ်သည်ဝန်ထမ်းများအားလုံးသည်ယင်းတို့သည်အစားအစာတကိုယ်ရည်တန်ရှင်းမှုဆိုင်ရာကျွမ်းကျင်သူများဖြစ်ကြသည်ဟူသောအသည့်ဖြင့်လှုပ်ဆောင်ရန်အရေးကြီးပါသည်အစားအသောက်ပြင်ဆင်မှုနှင့်အခြားလုပ်ငန်းစဉ်များတွင်ပါဝင်သူတိုင်း၏လှုပ်ဆောင်ချက်များသည်အရေးကြီးပါသည်လူတဦး၏ပေါ်လျော့မှုသို့မဟုတ်ဂရုပြုမှုကင်းမဲ့ခြင်းသည်လုပ်ငန်းခွင်အတွင်းကူးစက်ရောဂါကူးစက်နိုင်သို့မဟုတ်အစားအသောက်မတော်တဆမှုဖြစ်စေနိုင်သောကြောင့်ကျေးဇူးပြု၍သတိထားပါ